Hello အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါတော့အမေဦးကျန်လေးကိုချက်ပြမှာဖြစ်ပါတယ်ရှင်ပထမဦးဆုံးအမေဦးကျန်ကိုတေချက်တန့်စင်အောင်ဆေးပြီးမှရင်းနဲ့မိနစ်30လောက်နှစ်ခါပြုတ်ပေးရပါမယ်အဲ့ဒါမှအညစ်ကြေးတွေအနံ့အသက်မကောင်းတဲ့ဟာတွေအကုန်ထွက်သွားမှာပေါ့ရှင်ပြုတ်တဲ့ချိန်မှာစပလင်ဒါမှမဟုတ်ဂျင်းနဲ့ပြုတ်ပေးလို့ရှိရင်ပူကောင်းပါတယ်အနံ့သက်ပြုတ်ပြီးသွားလို့ရှိရင်အသားပြုတ်တဲ့ပေါင်းဦးနဲ့ပြုတ်ပေးရပါမယ်ဒီပြုတ်တဲ့ထဲမှာလင်းစပလင်ဒါမှမဟုတ်ဂျင်းနဲ့ထည့်ပြုတ်ပေးရပါမယ်အိမ်မှာရှော့ရပါရှိရရှော့ရပတ်ခါရီထည့်ပြုတ်ထားပါတယ်ပြုတ်တဲ့ချိန်မှာကြာကြာလေးပြုတ်ပေးမှသားတွေနူးပြီးတော့စားကောင်းမှာဖြစ်ပါတယ်အကြကြီးပြုတ်ထားပြီးသွားပြီဆိုတော့ခိုးချက်ပါပြီးကိုစားချင်တဲ့စိုက်နဲ့လှီးပြီးတော့ချက်ပါတော့မယ်စီတဖို့အတွက်ချက်သွင်းချက်သွင်းဖြူဂျင်းရောင်တင်မှုတော့လည်းရောပြီးတော့ထောင်းထားပါတယ်အမထွင်လိုက်ပါပြီကိုရီးယားညက်တီမှုတ်တွင်နဲ့